ကဲညီမစိတ်ရောတော့တကယ်ကိုကြီးပဲဆိုတော့ဒီမှာစက်တွေရောဘလိုတွေလဲပတ်နေလဲမီးရသုံးဆွဲမှုကဘယ်လောက်ရှိလဲအဲ့ဒါတစ်ချက်လောက်ပြောပြပါဒီစက်ယုံမှာက A ယုံနဲ့ B ယုံဆိုပြီးတော့နှစ်ယုံရှိတယ်ဒီ A ယုံကကြတော့ PPE surgical ခေါင်းတွေကိုမှချုပ်တဲ့စက်ယုံပေါ့နော်ဒီ B ယုံကကြတော့အဲ့ဒီ surgical ခေါင်းတွေကိုပိုးတက်တဲ့စက်တွေရှိတဲ့စက်ယုံပေါ့နော်အဲ့ဒီအပိုင်းနှစ်ပိုင်းမှာဟိုဘက် A ယုံမှာအခုဆိုလာဆင်ထားတာကကြတော့အချက်ရည်ပေါင်း1900ကျော်ဆင်ထားတယ်အင်မာတာကတော့1000ကီလိုဝက်ဘက်ထရီကတော့1200ကီလိုဝက်အာဝါဆင်ထားတယ်အဲ့မှာဒီသူ့ရဲ့လုံအသုံးဟာဆိုလို့ရှိရင်ဘယ်လောက်ရှိလဲဆိုလို့ရှိရင်300ကီလိုဝက်ကနေ400ကီလိုဝက်ထိရှိတယ်အဲ့ဒါကမနက်9နာရီကနေပြီးတော့ညနေ9နာရီထိကိုတောက်လျှောက်ဒီဆိုလာနဲ့ဘက်ထရီကနေပြီးတော့မိပေးနေရပါတော့ဒီယုံမှာကြတော့ဆိုလာတက်ထားတာကအချက်ရည်1400ကျော်တက်ထားတယ်800ကီလိုဝက်ရှိတယ်AC site ကတော့ဒီ660ကီလိုဝက်ရှိတယ်ဘက်ထရီကတော့800ကီလိုဝက်အာဝါရှိတယ်ဒီဘက်ယုံမှာကျတော့250ကီလိုဝက်လောက်အသုံးရှိတဲ့ဟာကိုမနက်9နာရီကနေပြီးတော့ညနေ9နာရီထိကိုလုံးဝ EPC လည်းမလို့မီးစက်လည်းမလို့ပဲနဲ့ဒီဆိုလာနဲ့ပဲပေးထားတယ်ဒီလောက် area ကြည့်ပြီး operation မှားလို့မရတဲ့စက်ရုံကြီးမှာလုပ်ငန်းရှင်တွေအတွက်ခေါင်းအကိုက်ရဆုံးက operation course ဖြစ်ပါတယ်။ဒီ course ကို short ချပေးထားတဲ့ Power H ကတာဝန်ယူပေးထားတဲ့ system ကတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ပုံမှန်စက်ရုံတွေရဲ့ခေါင်းမိုးတွေပျက်စီးယိုရင်လာတဲ့အခါမှာပေါ့နော်ပြန်လဲပြင်ဆင်မယ်ဆိုရင်ကုန်ကျစရိတ်ကမနှဲပါဘူး။ဒါကိုဒီစက်ရုံမှာဘယ်လိုလုပ်လိုက်တယ်လဲဆိုတော့အခုမြင်နေရတဲ့ဆွေးမြေ့ပြီးတော့ပျက်စီးကန်ဒီခေါင်းမိုးအဟောင်းတွေရဲ့နေရာမှာကုန်ကျစရိတ်ပို့ပြီးတော့တက်တာတဲ့ Bearing Integrated PV System BIPV စနစ်နဲ့ Solar ကိုတက်ဆင်ပေးလိုက်တာပါဆိုတော့ဒီစနစ်ရဲ့အကျိုးရလက်ကခေါင်းမိုးလဲစရာမလို BIPV စနစ်ကမိုးရွာရင်လည်းကြိုက်တဲ့လောက်ရွာရေလုံးဝခေါင်းမိုးပေါ်မရောက်ဘူးပေါ့နော်ဘာလို့လဲသိလဲကျွန်တော်ပြောပြဒီမှာဆင်ထားတဲ့ဆိုလာပြားတွေရဲ့ကြားမှာ main cutter ဆိုတာရှိအဲ့ဒီကနေရွာသမျှမိုးရေကအကုန်စီးသွားတာအဲ့တော့အကျိုးရလက်ကခေါင်းမိုးကအရင်တုန်းကလိုမျိုးရေယိုတာတွေပါရှောင်ရှားနိုင်ပါတယ်ပြီးရင်ခေါင်းမိုးပေါ်မှာဆိုလာတစ်ထက်နဲ့မိုးထတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စက်ရုံအတွင်းပိုင်းအပူချိန်ကိုပါ short ချပြီးသားဖြစ်သွားပါတယ်ကောင်းလိုက်တဲ့ system ပေါ့နော်ကျွန်တော်လည်းအခုမှတွေ့ဘူးတာပါနောက်တစ်ခုလုပ်ငန်းရှင်တွေအကြိုက်တွေ့စေမဲ့အဓိကအချက်က Power H ကနေတာဝန်ယူတက်ဆင်ပေးထားတဲ့ BIPV စနစ်ကခေါင်းမိုးအပြည့်မိုးပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆိုလာအချက်ရည်များပို့ပြီးတော့တက်ဆင်လို့လည်းရပါအောင်မယ်ဆိုတော့ထိုင်ခန်းတဲ့ခေါင်းမိုးတစ်ခုလည်းဖြစ်မယ်အဲဒီကနေလျှက်စစ်မီးကိုလည်း24နာရီရနေဆိုတော့ cost effective အရန်ဖြစ်တဲ့ Power H ရဲ့နီးပညာတစ်ခုပေါ့ဗျာကြိုက်ပါတယ်ခေါင်းမိုးကနေရတဲ့စွမ်းအင်တွေကိုဒီ inverter ကြီးတွေကနေတဆင့်စက်ရုံတွေကိုပို့လွှတ်ပေးပါတယ်။ A ယုံမှာ DC cable system ဆင်ထားတဲ့ solar ရဲ့ peak power က1038 kW, AC output 1000 kW, battery 1200 kWh ကိုတွဲဆက်တက်ဆင်ထားပါတယ်။ B ယုံမှာကျတော့ AC cable system ဖြစ်သွားပါပြီ။သူ့ရဲ့ solar peak power က828 kW ရှိတယ်။ AC output 660 kW, battery 860 kWh ကိုတက်ဆင်ထားတာမြင်ရမှာဖြစ်ပါတယ်။ကဲမိတ်ဆွေတို့မြင်တဲ့အတိုင်းပဲ Sterile Surgical ဂုံဝတ်စုံထုတ်တဲ့စက်ရုံကြီးကတော့ Power AC ရဲ့ BIPV နီးပညာကြောင့်ခေါင်းမိုးအတွက်လည်းပူစရာမလိုတော့ဘူး။ရေရှည်အတွက်စိတ်ချရတဲ့ Renewable Energy ကိုလည်းပိုင်ဆိုင်သွားပါပြီ။မိတ်ဆွေတို့ရဲ့စက်ရုံအလုပ်ရုံတွေမှာလည်းခေါင်းမိုးဟောင်းနေလို့ Solar တက်ဖို့တွန်းဆုတ်နေတယ်ဆိုရင်ခေါင်းမိုးလဲစရာမလိုဘဲနဲ့တွက်ချေကြိုက်တဲ့ Power AC ရဲ့ BIPV Solution ကိုတတိရလိုက်ပါ။ပုံမှန်ခေါင်းမိုးလဲရင်ကုန်ကျစရိတ်က3000ဆိုရင်အခုလိုမျိုးတက်ဆင်တဲ့အခါက3900လောက်ပဲကျသင့်မယ်လို့လည်းသိရပါတယ်။ခေါင်းမိုးလဲတဲ့ကုန်ကျစရိတ်ထက်30%ပို့ပြီးတော့တက်တာမယ်ပေါ့ဗျာ။ကျွန်တော်ကတော့ဒီလိုနီးပညာတွေကို present လုပ်ပေးခဲ့တဲ့ အလောပိုင်ပညာကပညာပါနောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြပါမယ်